စာလဲတာဘာစာလဲလို့တာသမီးရဲ့စာလာကိုကြည့်နော်တာသမီးရဲ့စာလဲအရေးအယောင်ပြရင်ဖြစ်စီဒါကိုတော့ဒါမိသားစုညီတိုင်းလူတိုင်းညီသိတာပေါ့တူတယောက်ဖြစ်လာမယ်ဆရာဝန်တွေဖြစ်ချင်းဖြစ်လာမယ်အုပ်ချုပ်တဲ့နေရာဌာနအသီးသီးမှာရောက်ချင်ရောက်တယ်ဦးဇင်းတို့နိုင်ငံလုံးမရေချမ်းရင်တောင်းနော်နိုင်ငံလုံးမသားရရင်တော့မှဒီတရားတော်တွေကိုလေ့လာစီးပူးထားတယ်